သူတွေလုံးဝနောင်နာမရစေမဲ့အိမ်လူကြီးလူငယ်မရွေးလုံးဝအကြိုက်တွေ့စေပြီးတော့နောင်နှစ်100အထိကိုမော်ဒန်ဒီဇိုင်းမှာအောက်ဝမ်းမဲ့အိမ်လုံးကိုဒီနေ့တိုးလုပ်ပေးမှာဖြစ်ပါတယ်ဒီအိမ်လေးအလဲရဆိုလို့ရှိရင်အရှိတောင်လေးဖြစ်ပြီးတော့မြောက်တကုံ38ရပ်ကွက်မဟာဗန္ဓုလလန်တဲပေါပြည်တော်စုလမ်းမနဲ့အနည်းဆုံးမှာတည်ရှိရဲ့300Cအိမ်လုံးပဲဖြစ်ပါတယ်ဒီအိမ်ထဲမှာဆိုလို့ရှိရင်တော့မာစာ9ခန်းပါဝင်ပြီးတော့ inverter eco 6လုံးကိုလည်းထည့်သွင်းပေးထားတာဖြစ်ပါတယ်ခြံဝန်း area လည်းကျယ်ဝန်းပြီးတော့ခြံထဲမှာဆိုလို့ရှိရင်ရေတကုံအသေးစားလေးလည်းပါဝင်မှာဖြစ်ပါတယ်အဲ့တော့စပြီးတော့ညီမတို့အိမ်ကိုစပြီးကြည့်မယ်အိမ်ရှိမျက်နှာစာရဲ့အော်တိုကားပါကင်မှာဆိုလို့ရှိရင်လည်းကားအသေးဆိုလို့ရှိရင်လည်း4စီးလောက်ဆက်နေကားအကြီးဆိုလို့ရှိရင်လည်း3စီးကျယ်ဝန်းရက်လို့ရတဲ့အနေအထားရှိတာကိုတွေ့ရမယ်အနောက်ကခြံစည်းရိုးဆိုလို့ရှိရင်လည်းဒီမှာညီမတို့ဒီ remote system နဲ့ပေါ့နော် system နဲ့သုံးပေးထားတဲ့ခြံစည်းရိုးတကားတွေသုံးပေးထားတယ် plant area လည်းထားပေးထားတယ်အဲ့တော့သူ့ရဲ့အုပ်ရိုးဒီခြံစည်းရိုးနဲ့ဒီအနောက်ကအိမ်ပုံစံတိုင်းကလည်းလုံးဝ match ဖြစ်တယ်အဲ့တော့စပြီးတော့ခြံထဲကိုဝင်ကြည့်မယ်နော်ကဲအခုဆိုလို့ရှိရင်ညီမတို့ channel ကိုရောက်ပြီး channel ကိုရောက်တဲ့အချိန်မှာလူချင်းမင်းတို့မြင်ရတဲ့အတိုင်းပဲ channel area space ကလုံးဝကျယ်တယ်အထဲမှာဆိုလို့ရှိရင်လည်းကားအကြီးဆိုလို့ရှိရင်တော့မှ2စီးရက်လို့ရတဲ့အနေအထားရှိရဲ့အနောက်မှာဆိုလို့ရှိရင်လည်းဒါကသူတို့ရေတကုံအသေးစားလေးထည့်ပေးထားတာပေါ့နော်ကိုယ့် channel အတွင်းမှာမျက်စိပရာသားဖြစ်အောင်ထည့်ပေးထားတယ် channel area space ကျယ်တဲ့ကြောင့်မလို့ဘေးနားမှာဆိုလို့ရှိရင်လည်းမြေပေါ်ရှောက်လန်းနေရှိသေးရဲ့ပေါ့နော်ဒါဆိုလို့ရှိရင်အိမ်လုံးကိုပတ်သွားလို့ရအောင်မြေပေါ်ရှောက်လန်းအောင်မှာဒါက3ပေအကျယ်လောက်ကိုမှကြက်ကြက်ဝန်းလေးနဲ့ခြံဝန်းတန့်လေးလုပ်ပေးထားတာပေါ့နော်အဲ့တော့စပြီးတော့ညီမတို့အိမ်ထဲကိုဝင်ကြည့်ပေးပါမယ်ဒီဘက်အိမ်ထဲကိုဝင်ခင်မှာဆိုလို့ရှိရင်ညီမတို့ဒီရောက်မှာဆိုလို့ရှိရင်လည်းကားတစ်စီးပေါ့နော်မိုးလုံးလေးလုံးနဲ့ကားတစ်စီးရက်လို့ရတဲ့နေရာရှိရဲ့ဒီနေရာမှာဆိုရင်ကားသေးပဲဖြစ်ဖြစ်ကားကြီးပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်ရဲ့ဘေးမှာမိုးလုံးလေးလုံးနဲ့ကားတစ်စီးရက်လို့ရမယ်ကားရဲ့ဘီဝါနဲ့ကားပတ်ကင်နောက်ကနေလည်းအိမ်ထဲကိုဝင်လို့ရတာကိုတွေ့ရမှာပါညီမဒီဘက်ကမိန်းတကားလည်းစပြီးဝင်ပြပေးပါမယ်မိန်းတကားတော့မြင်ရတဲ့အတိုင်းပဲ smart lock ကြီးသုံးပေးထားတယ်မိန်းတကားဆိုလို့ရှိရင်လည်းနှစ်ဖက်ခွင့်ရေခွဲအောင်မှာတကရွက်အကြီးကြီးသုံးပေးထားတာပေါ့နော်ကဲလူကြီးမင်းတို့မြင်ရတဲ့အတိုင်းပဲဒါညီမရောက်ရှိနေရတော့ living room area space ပဲဖြစ်ပါတယ် living room area space ဆိုလို့ရှိရင်သူကဒီ living room အတွက်ကိုလိုအပ်တဲ့ဒီ sofa set တွေရအစားသူတို့တခါတဲ့ furniture တွေပါအပီးစီးထည့်ပေးထားတာမြင်ရမှာပါလို့ပေါ့နော်ဒီအိမ်နဲ့လိုက်တယ်သူတို့သုံးထားတဲ့ furniture တွေအစားလဲအိမ်ကိုထထလေးပို့ပြီးဖြစ်သွားစေတယ် living room area space မှာဆိုလို့ရှိရင်လဲကျိုးပါကဲပြည့်ခင်းပေးထားတယ်ဒီဘက်မှာဆိုလို့ရှိရင်ညီမတို့ TV stand တွေထားဖို့အတွက်ကိုနေရာ area တစ်ခုရှိသေးတယ်မီးဆိုင်အလှနဲ့သူ့ရဲ့စီလင်မြင်းနဲ့ဆိုလို့ရှိရင်တော့အိမ်ကပို့ပြီးထည့်တယ်ပေါ့နော်အနောက်မှာဆိုရင်ညီမတို့သူ့ရဲ့ master ခန်းပါမယ် kitchen room တွေပါမယ်ပေါ့နော်တစ်ဆက်တည်းပြပေးပါမယ်ဟိုညီမတို့ living room area ဒီဘက်တစ်ချက်မှာဆိုလို့ရှိရင်ညီမအရှိမပြခဲ့လို့ပဲဒါကားပါကေကနေပြီးတော့ကိုယ့်အိမ်ထဲကိုပြန်ဝင်ခြင်းလဲဆိုဒီတကယ်ဘောက်ကနေပြန်ဝင်လာလို့ရရပေါ့နော်ကားပါကေကနေလည်းအိမ် living room နဲ့ဝင်လို့ရမယ်ဒီနေရာမှာဆိုလို့ရှိရင် space area ကျန်သေးရဲ့လေကားကွေအောက်တရားစားသူတို့နေရာပိုလက်မရှိအောင်cabinet တွေထည့်ပေးထားတယ်ဒီနောက်မှာဆိုလို့ရှိရင် store area ရှိနေပေါ့နော်အဲ့တော့တစ်ဆက်တည်းနောက်ကိုသွားမယ်ဆိုရင်သူတို့အောက်မှာရှိရဲ့ master ခန်းကိုရောက်မှာပါဒါကတော့အောက်ထပ်မှာတွေ့ရမယ် master room မှာ master room ကတော့ထွေထူးသောစရာမလိုဘူးကြဲကြဲဝန်းရှိရဲ့တအိမ်လုံးကိုကျုပ်ပါကေအပြည့်ခင်းပေးထားတယ်နောက်မှာဆိုလို့ရှိရင်လည်းသူတို့ဒီမှာ light ကားတွေတခါတည်းအပစ္စည်းတက်ပေးထားတယ်သုံးထားတဲ့ brain box တွေကအစား brain box အကြီးကြီးသုံးပေးထားဖြစ်တဲ့အတွက်ကြောင့်မို့လို့အလင်းအောင်ကောင်းကောင်းရတယ်တွဲရက်ဒီမှာရေချိုးခန်းအိမ်သာပါမယ်ပေါ့နော်ဒီချိုးကအိမ်သာဆိုလို့ရှိရင်လည်းဘိုးထိုင်းနေရာရှာဝါနေရာလေးတက်လေးလုပ်ပေးထားတယ်အဲ့တော့အခန်း area ကျဲတယ်ဒီအောက်ကောဘေးရောကျွေပြားအပြည့်ကပ်ပေးထားတာကိုတွေ့ရပါတယ်အဲ့တော့တစ်ဆက်တည်းညီမတို့အနောက်က kitchen room ကိုဆက်ပြီးတော့ဆက်ကြည့်မယ်နော်အခုဒါဆိုလို့ရှိရင်တော့ညီမမာဆာခဲအရှိမှဆိုလို့ရှိရင် kitchen room area ရှိမယ်ပေါ့နော် kitchen room area မှာဆိုလို့ရှိရင်လူကြီးမင်းတို့မြင်ရတဲ့အတိုင်းပဲဒီမှာသူတို့ dining set တွေနေချပေးထားတယ်ဒါတခါတည်း PC ပေါ့နော် dining set တွေပြီးနားမှာဆို mini bar ကောင်တာပုံစံမျိုးလေးလုပ်ချင်လုပ်လို့ရတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ဒါမီးဖို့ကြောင့်ပုံစံပေါ့နော်ဒီနေရာမှာဆိုအောက်မှာလည်းကပီနဲ့ပေါ်မှာလည်းကပီနဲ့တခါရဲထည့်ပေးထားတယ်မီးဖို့ကုံတွေဘင်းစင်တွေအားစားသူတို့အပီးအစီးလုပ်ပေးထားတယ်ဒါကိုမိသားစုတွေချက်ပြုတ်စားတော့မယ်ဆိုရင်ကျယ်ဝန်းတဲ့ area space ရှိမယ်ဒီဘက်မှာဆိုရင်ညီမတို့ဒီအောက်ထပ်ကအများဆုံးရေချိုးခန်းအိမ်သာရှိမယ်ပေါ့နော်ဒါကတော့မီးဖို့ကြောင့်လည်းတွဲရက်ပါမယ်ရေချိုးခန်းအိမ်သာပါအဲ့တော့ညီမတို့ဒီရေချိုးခန်းအိမ်သာတွေထွက်မယ်ဆိုလို့ရှိရင်အနောက်မှာသူတို့ဝက်ကီချီကိုလုံးဝအကျယ်ကြီးလုပ်ပေးထားသေးရဲ့
ကဲမြင်ရတဲ့အတိုင်းပဲညီမတို့မီးဖို့ကြောင့်လည်းထွက်လာပြီဆိုလို့ရှိရင်ဒီနေရာကိုတို့ vacation ထားပေးထားတာပေါ့နော်အဲ့တော့အထဲထဲမှာကိုက dry kitchen ကိုလည်းကြက်ကြက်လေးသုံးလို့ရတယ်အပြင်မှာလည်း wet kitchen ကိုကြက်ကြက်လေးသုံးလို့ရတယ်ဒီနေရာမှာဆိုလို့ရှိရင်လည်း wet kitchen မှာမဟုတ်ဘူးကိုရဲ့ laundry ထားမလားအဝတ်တွေလမ်းမလား space area အကျယ်ကြီးရှိရပေါ့နော်အဲ့တော့စပြီးညီမတို့အပေါ်တက်ကိုတက်ကြည့်ပေးပါအခုမလေကားတက်လာပြီဆိုလို့ရှိရင်ဒီမှာလှေကကွေး area အကျယ်ရတာတစ်ဖက်ကို4ပေလောက်ကျယ်တယ်ပေါ့နော်အဲ့တော့နှစ်ဖက်ဆိုလို့ရှိရင်လှေကကွေး10ပေလောက်ဆိုတော့လှေကားကွေးကတော်တော်လေးကျယ်တယ်ဒီသုံးထားတဲ့နေရန်စေးသားတွေကပရီမီယံစေးသားသုံးထားတဲ့အပြင်မှာနေရန်တွေကိုလည်းအလှဒီဇိုင်းတွေဖော်ပေးထားသေးရပေါ့နော်လှေကားအထက်တိုင်းမှာလည်းရွှေလာငွေလာကြောက်တွေနဲ့ဒီမှာကျုပ်ကနုတ်တွေနဲ့သူတို့အလှဆင်ထားတာကိုတွေ့ရပါတယ်အဲ့တော့ဆက်ပြီးတက်ကြည့်မယ်နော်အခုညီမတို့ဒုတိယတက်ကိုရောက်ပြီဆိုတော့တွေ့ရမှာတော့ဖျားကန်းပေါ့နော် living room နဲ့ဖျားကန်းနဲ့တွဲထားလို့ရတဲ့ area space အကျယ်ကြီးရှိတယ်ဒီဘက်မှာဆိုလို့ရှိရင်သူတို့ဖျားကန်းအတွက်ကိုဒါသူတို့ယာထားပေးရပါတော့အဲ့တော့ကိုယ့်ရဲ့ဒီနေရာမှာအလူတန်းတွေပဲလုပ်မယ်ဆိုတော့ space အကျယ်ကြီးတစ်ခုရှိရဲအပေါ်ကသူတို့တုံးထားတဲ့စီလင်ဆိုလို့ရှိရင်လည်းမီးဆိုင်တွေရောစီလင်အလှတွေရောအစားထဲထဲလေးနဲ့ပေါ့နော်ကိုယ့်အိမ်လေးကိုလုံးဝလိုက်ဖက်နေတာဒီနေရန်တွေကလည်းညီမတို့လှေကားမှာတက်လာတဲ့နေရန်ပေါ်ထားတဲ့ဒီ design တွေပဲသူတို့အိမ်လုံးကိုသုံးပေးထားတာတွေ့ရမယ်ဖျားကန်းတစ်ဆက်ဖက်မယ်ဆိုလို့ရှိရင်ညီမတို့ runner ရှိမယ်ပေါ့နော်runner area space ဆိုလို့ရှိရင်အကျယ်ကြီးပဲ basin တွေပါထားမယ်ဆိုလို့ရှိရင်တော့မနေရာကြက်မသွားဘူးချက်ဆောင်ရှိနေထားလို့ရသေးတယ် runner area space ရဲ့ဒီဘက်မှာဆိုလို့ရှိရင်သူကနောက်ထပ်ကိုယ့်ရဲ့ relax style လုပ်ဖို့အတွက်ကို runner ကိုလှလှပပလေးလှဆင်ထားသေးတယ်ရန်နာတောက်ချိုးတွေတိုင်းမှာလည်းမီးဆိုင်လေးထည့်ထားပြီးတော့ဒီနေရာမှာလည်းသူတို့ကဒါကိုမိသားစုရေအေးဆေး relax style လုပ်ဖို့တော့ကိုဒါ runner area ဘေကွန်လေးတွေကိုလှလှလေးအလှဆင်ပေးထားတာပေါ့နော်အနောက်မှာဆိုလို့ရှိရင်လည်း plant area တွေထားမယ်ဆိုလို့ရှိရင်လည်းထားလို့ရသေးတယ်ဒါကိုစိတ်ကြိုက်အလှဆင်လို့ရတယ်မိသားစုရေဒါကအချိန်ဖြုံးလို့ရမယ် space area လေးပေါ့နော်အဲ့တော့စပြီးတော့အထဲထဲမှာနောက်ထပ်မှာစာနှခမ်းရှိအောင်မှာဆိုတော့အဲ့အခန်းလေးဆက်ပြပေးပါမယ်အခု runner နဲ့ညီမတို့ဝင်လာပြီဆိုလို့ရှိရင်ဒီပေါ်တက်မှာဆိုလို့ရှိရင်မာစာကန်းနှစ်ခန်းရှိမယ်ပေါ့နော်အဲ့တော့အနည်းဆုံးမာစာကန်းကိုအရင်ဆုံးဝင်ပြပါမယ်ကဲဒါကဒုတိယတက်မှာတွေ့ရမယ်မာဆာရွန်းမှာမာဆာရွန်းကတော့ထွေထူးပြောစရာမရှိဘူးအောက်ကမာဆာရွန်းလည်းကျဲတယ်ဒီဘက်မာဆာရွန်းဆိုလည်းကျဲတယ်တောင်ကျိုးလေးရှိရတဲ့အတွက်ကြောင့်မလို့ကိုမကိုချင်းချင်းရွန်းလေးထားမယ်ဆိုလို့ရှိရင်တော့ထားလို့ရတယ်ပေါ့နော်နောက်မှာဆိုရင်သူ့ရဲ့ရေချိုးကဲအိမ်သာတွဲရပါမယ်ရေချိုးကန်းအိမ်နာကကြတော့ညီမတို့အောက်မှာတွေ့ရတဲ့ရေချိုးကန်းအိမ်နာလိုပဲအပြင်စင်လေးသူတို့ထားတဲ့အထားသူတွေအစားတူတူပဲပေါ့နော်ဒီဘေးစင်နေရာရှာဝါနေရာကတက်တက်လေးလုပ်ပေးထားတယ် space area ကျဲတယ်အခင်းရောဒီနေရာရောကြွေပြားဖြစ်ကပ်ပေးထားတာကိုတွေ့ရပါတယ်အဲ့တော့နောက်ထပ်မှာစာကန်းကိုဝင်ပြပေးပါမယ်ဒီအခန်းရဲ့ကက်ရက်မှာဆိုရင်ညီမတို့နောက်ထပ်မှာစာကန်းတစ်ခန်းရှိမယ်ပေါ့နော်အခန်းကဟိုဘက်ဒီဘက်တစ်ချက်ဆိုတော့အခန်းဖွဲ့စည်းပုံကြီးကတော့တူတူပဲ square feet ကလည်းတူတူလောက်ပဲပေါ့နော် ceiling height မြင့်တာကိုလည်းတွေ့ရမယ်အခန်း area လည်းကျယ်တယ်သူလည်းဒီဘက်မှာမာစာကန်းဖြစ်တဲ့အတွက်ကြောင့်မလို့ရေချိုးကန်းအိမ်သာတွဲရပါမယ်ရေချိုးကန်းအိမ်သာကတော့ညီမတို့အခန်းသားကိုသူတို့စင်တူလေးလုပ်ပေးထားတာပေါ့နော်ရှာဝါတွေဘိုးထိုင်နေပြီးစင်တွေကတော့အကုန်လုံးစင်တူပဲဒါကိုယ့်ရဲ့အခန်းမှာကိုတယောက်စာသုံးမယ်ဆိုရင်ဒါကျယ်ဝန်းတဲ့ area space ရှိပါတယ်အဲ့တော့ညီမတို့ကဒီအိမ်က300စီဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်တစ်ထပ်ကိုထပ်တက်ပြပါမယ်ဒီပေါ်တက်မှာဆိုလို့ရှိရင်လည်းတက်လာချင်းမြင်ရမှာတော့ဒီမှာရွှေလာငွေလာကြောက်တွေနဲ့ဟိုမှာကျုံးကနုံနဲ့ကိုဒီ lucky fit ပုံစံမျိုးနဲ့ဒါကျုံးကနုံနဲ့အလှဆင်ထားတာကိုတွေ့ရတယ်တစ်ထက်ချင်းစီတိုင်းမှာကျုံးကနုံနဲ့ဒါပကြီးပုံစံမျိုးလှဆင်ပေးထားတာပေါ့နော်အဲ့တော့တက်လာပြီဆိုလို့ရှိရင်သူတို့ဒီမှာသုံးထားတဲ့မီးဆိုင်လေးတွေဆိုလို့ရှိရင်လည်းအိမ်ရဲ့လေကားကိုဝိုင်းနေလိုက်အောင်သူမီးဆိုင်လေးတွေကထည့်ပေးထားတယ်ဒီပေါ်မှာဆိုလို့ရှိရင်ညီမတို့ကမာစာကန်းနေရှိအောင်ပဲပေါ့နော်ဒီပေါ်တက်မှာလည်းမာစာနှစ်ခန်းပါတယ်အဲ့တော့အနည်းဆုံးဖြစ်တဲ့မာစာကန်းကိုညင်ဝင်ပြမယ်နော်ဒီအပေါ်ဆုံးတက်မှာဆိုလို့ရှိရင်လည်းမာစာကန်းနှခမ်းပါတယ်မာစာကန်းနှခမ်းကလည်းတစ်ဖက်တစ်ချက်မှာရှိရတဲ့အတွက်ကြောင့်မို့လို့အခန်းဖွဲ့စည်းပုံကြီးကအောက်ထက်ကအခန်းနေနဲ့တူတူပဲပေါ့နော်အကျယ်ဝန်းရောပြင်ထားတဲ့အပြင်ဆင်အားစတူတူပဲအနောက်မှာဆိုလို့ရှိရင်လည်းရေချိုးကဲအိမ်သာတွဲရပါတယ်ဒီမှာဆိုလို့ရှိရင်ရေချိုးကဲအိမ်သာဆိုလို့ရှိရင်လည်းအောက်ကရေချိုးကဲအိမ်သာရင်းနဲ့ထွေထူးထူးပြောင်းလဲသွားတာမရှိဘူးအပြင်ဆင်တွေအကုန်လုံးတူတူပဲပေါ့နော်အဲ့တော့ဒီခန်းရဲ့ဘေးကက်ရက်ကမာစာကန်းတစ်ခန်းအောင်ထပ်ပြီးဝင်ပြပေးပါမယ်အခုဟိုဘက်ခန်းရဲ့ဒီဘက်တစ်ချက်မှာဆိုရင်ရှိမဲ့မာစာကန်းပေါ့နော်ဒီခန်း area space ဆိုလို့ရှိရင်မြင်ရတဲ့အတိုင်းပဲကျဲတယ်ထောက်ကျိုးလေးပါတဲ့အတွက်ကြောင့်မို့လို့ချင်းချင်းပဲလှုပ်ကိုယ့်ရဲ့ reading time
မှာဇပွဲုံတွေပါထားမယ်ဆိုလို့ရှိရင်ထားလို့ရတဲ့အခန်း area space ရှိရဲအနောက်မှာဆိုရင်ရေချိုးကန်အင်တာတွေ့ရပါမယ်ဒါကတော့သူ့ခန်းမှာပါမယ်ရေချိုးကန်အင်တာပေါ့နော်ထွေထူးပြောင်းလဲတော့မရှိဘူးဒီမှာရှာဝါတွေဘူထိုင်နေသူ့ခါနဲ့သူနေရာအစီအစဉ်ထားပေးထားတယ်အခန်း area space လည်းတယောက်တည်းသုံးမယ်ဆိုလို့ရှိရင်ကျယ်ဝန်းတဲ့ space area ရှိရပေါ့နော်ဒီပေါ်တက်မှာဆိုလို့ရှိရင် master ခန်းကျယ်နှခမ်းပါဝင်ပြီးတော့အရှိမဆိုလို့ရှိရင်လည်း runner ကျယ်တွေပါသေးရဲ့အဲ့ဒီဟာကိုပြပေးမယ်နော်ကဲမြင်ရတဲ့အတိုင်းပဲ runner area ကအကျယ်ကြီးပဲဒီဘက်မှာဆိုလို့ရှိရင်လည်းဒါသူတို့ဒီ runner ပေါ်မှာကိုယ့်မှာကိုအေးစိတ်ထိုင်လို့ရအောင်နေရာလေးလောက်ထားပေးသေးရဲ့ runner space ကတော့တော်တော်လေးကျယ်တယ်မိသားစုများတဲ့ family ဆိုလို့ရှိရင်လည်းဒါကိုယ့်စိတ်ကြိုက်အသုံးပြုလို့ရတယ်ပေါ့နော်အပေါ်မှာဆိုလို့ရှိရင်ညီမတို့လှေကားတက်သွားမယ်ဆိုလို့ရှိရင် rooftop slash ရှိပါပါအခုညီမတို့တက်လာလိုက်တာဒီအပေါ်ဒါသူတို့ rooftop slash ကိုဒါအလားဆင်မိထားတာပေါ့နော်မြခင်းတူလေးနဲ့လားဆင်မိထားတယ်ဒီပေါ်မှာဆိုလို့ရှိရင်ဒီရင်ရဲ့ overhead နဲ့ထားတာကိုတွေ့ရမယ်အနောက်မှာဆိုရင်သူတို့ကဒါ rooftop ဘာပုံစံမျိုးလုပ်ပေးထားတာပေါ့နော် family တွေများတာပဲဖြစ်ဖြစ်ကို့မှာအပေါင်းအသင်းများတယ်ဆိုလို့ရှိရင်ဒီနေရာမှာညဘက်ညနေဘက်ဝိုင်းဖွဲ့ပြီးတော့ဒါဘာဘီကူကောင်တာနဲ့လုပ်ပြီးတော့တောက်ရစားရလုပ်ပြီးတော့ဒါလုံးဝချင်းလေးတိုင်းလုပ်လို့ရတယ်ပေါ့နော်ဒီနေရာ space area လည်းကျယ်တယ်ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်ဒေသကိုလည်းအပေါ်ကနေပြီးတော့တဝါကြီးကြည့်လို့ရတာပေါ့နော်ဒီအိမ်လေးရဲ့ဈေးနှုန်းကဆိုလို့ရှိရင်တော့7,200,000နဲ့အယောင်ဖွင့်လာဖြစ်ပြီးတော့လူကြီးမင်းတို့အနေနဲ့ဒီအိမ်နဲ့ပတ်သက်ပြီးဆက်သွယ်စုံစမ်းခြင်းနဲ့ဆိုရင် New Home Realty Facebook Messenger ဒါမှမဟုတ် hotline နံပါတ်ဖြစ်တဲ့0066ကိုဆက်သွယ်စုံစမ်းလို့ရပါတယ်ရှင်